အားလုံးပဲမင်္ဂလာနှစ်သက်ပါအဲ့တော့ကျွန်တော်ဒီနေ့မိတ်ဆွေတို့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ2026ကကျွန်တော်တို့ရောက်ရှိလာပြီဒီနေ့ဆို2ရက်နေ့ဖြစ်သွားပြီပေါ့နော်အဲ့တော့လူဒီကျွန်တော်တို့အများနဲ့ကျွန်တော်ဗီဒီယိုထဲမှာထည့်ပြောတဲ့အတိုင်းပဲအချိန်နေနဲ့ကန့်သက်ထားတဲ့လူဘဝကိုပိုင်ဆိုင်ထားတာဖြစ်တယ်အဲ့တော့ time limit ရှိတယ်အများတိုင်းကျွန်တော်ထာဝရဆိုတာလူရဲ့တယောက်မှာဘယ်သူသားမှထာဝရဆိုတာမရှိဘူးကျွန်တော်တို့တစ်ချိန်ကြာရင်တော့ expire ဖြစ်သွားကြမယ်အဲ့တော့ကျွန်တော်ဒီနေ့မိတ်ဆွေတို့ဗီဒီယို share လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့တစ်ချက်တည်းပါပဲအဲ့ဒါဘာလဲဆိုကျွန်တော်တို့ဘဝမှာရည်မှန်းချက်ပန်းတိုင်းတိကျကျပေါ့နော်ရှင်းလင်းတဲ့ရည်မှန်းချက်ပန်းတိုင်းထားဖို့လိုတယ်အဲရှင်းလင်းတဲ့ရည်မှန်းချက်ပန်းတိုင်းမှာကျွန်တော်တို့ကရှုပ်ထွေးစွာကျွန်တော်တို့ထားလို့မရအောင် clear ဖြစ်ရမယ်အခုဘာဖြစ်ချင်လဲဘဝကိုရှင်းလင်းတဲ့ရည်မှန်းချက်ပန်းတိုင်းထားမယ်ပြီးအပန်းတိုင်းကိုကျွန်တော်တို့ကမမိတ်မတုံကျွန်တော်တို့ကတိကျကျဥတီချက်ရှိစွာဘလို့အချိန်တွေပဲဖြစ်နေပါစေပေါ့နော်အဲကျွန်တော်တို့ကရောက်ဒီရည်မှန်းချက်ပန်းတိုင်းကိုရောက်အောင်ကျွန်တော်တို့တွားဖို့လိုအပ်တယ်ဒါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုထဲမှာ share လုပ်ပေးခြင်းတဲ့အကြောင်းအရာတစ်ချက်ပါပဲရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ပန်းတိုင်းရှိရမယ်အရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ပန်းတိုင်းမရှိသေးရင်ကျွန်တော်ရှိအောင်လုပ်ရမယ်ကိုဘာဖြစ်ချင်လဲကိုဘယ်ကိုသွားချင်လဲဥတီချက်ပေါ့နော်သိကြတဲ့ဒီကျွန်တော်ရဲ့ဗီဒီယိုနားထောင်နေတဲ့မိတ်ဆွေတွေမှာတခြားစဉ်းစားကြည့်လိုက်ရင်လည်းတွေ့နိုင်တယ်ကိုယ့်ရဲ့ဘဝအခြေအနေမှာကျွန်တော်ပါဝင်ဖြစ်ခဲ့တာတွေအများကြီးမိတ်ဆွေတွေရှိမယ်ဘာလဲဆိုကျွန်တော်တို့ဝေဝါမှုတွေပေါ့မပြတ်သားမှုတွေနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်ပြီးကြည့်လိုက်ပေါ့နော်ကိုကလူရပန်းနိုင်ကိုဝေဝါမှုနဲ့ပတ်သက်တာဖြစ်သွားရင်လူရပန်းနိုင်ဘယ်လိုမှမရဘူးနော်ရှင်းလင်းတော့ကျွန်တော်တို့ကဓာသွားမယ်ဓာလုံးမယ်ဓာစားမယ်ဒီလိုနေမယ်ဆိုတော့ရှင်းလင်းပြတ်သားတဲ့ပန်းနိုင်ရှိမှာပဲကျွန်တော်တို့က destination ကိုကောင်းကောင်းသိဖို့လိုတယ်နောက်ဘက်မှာလည်းကျွန်တော်အမြဲတမ်း source and destination လို့ပြောမယ်ကိုယ့်ရဲ့ဘယ်ကလာမလဲကိုယ့်ရဲ့အားသာချက်ကိုသိရမယ်ကိုယ့်အားနည်းချက်သိရမယ်ဒါလည်းဆရာသမားကြီးအများကြီးပြောတဲ့အချိန်မှာကျွန်တော်တို့မိတ်ဆွေတွေလည်းကြားဘူးနာပါတယ်အများကြီးရှိပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ video sharing ကတော့2026မှာမဟုတ်ပါဘူးကျွန်တော်တို့က live ကတောက်လျှောက်ပါเนาะ2026မှာကိုကအစ်မဟုတ်ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ပန်းနိုင်ထားပါအဲ့ပန်းနိုင်ကိုမမိတ်မတုံကျွန်တော်တို့ကဒီဇိုင်းမှန်ကျွန်တော်တို့လုပ်ဖို့လိုပါတယ်အဲ့တော့ဒီနေ့လုပ်တယ်နောက်နေ့မလုပ်တာအလုပ်လို့မရဘူးကျွန်တော်ပုံမှန်ပေါ့ကျွန်တော်လည်းကြိုးစားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးလည်းဒီလိုမျိုးရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ပန်းနိုင်ထားပြီးကြိုးစားနိုင်တဲ့လူသားတွေဖြစ်ပါစေလို့ကျွန်တော်အနေနဲ့နှစ်သက်ဆုတောင်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်